ပေါ်စံကျွန်တော်စတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်ပေးရလဲကြာပြီးပစ္စည်းကရှာရလဲကြာတယ်ဘာမှငါဘာပြအောင်မှာဟဲ့ဟိုကောင်ပြောအောင်လေဘာပြအောင်မှာအဲ့တော့ဘာပြောဘာပြအောင်မှာလဲကြီးလို့မရတော့ဘူးကြီးမြမကြီးနဲ့ကွာရကြီးမြမကြီးနဲ့ကွာရမင်းတက်ဒီမှာကျွန်တော်အကြည့်ရောငါလည်းမကြည့်ဘူးဝေးပဲအဲ့ရဂျပန်မှာကျွန်တော်ထိုင်းကလေးဝေးပဲကြည့်လို့မှမရတာရှောဟုတ်တယ်ကျွိုင်းချိုးရတာမလဲကောင်းတယ်ခွေးတောင်စားထိုးမလားဟုတ်ပါဘူးဘယ်လိုကျွန်တော်ဒိုင်မွန်တော့ဝေးမယ်ကျွိုင်းအဲ့ကျွန်တော်ဒိုင်မွန်တော့ဝေးတိုက်ရှာတယ်အဲ့ကောင်ကအဲ့ကျော်ရအပေါ်နဲ့ပြောကြပေရောတိုက်ရှာတယ်မလို့ဘယ်မှာငရဲဒီမှာကြောက်ငရဲဒီဆက်နေကြလို့ကြောက်နေမငယ်ပြီဆက်လက်ချဒီကပေးမှာလားဒိုင်မွန်တော့တကယ်ပေးမှာလားဟဲ့မရိုင်းလာကျဲမရိုင်းလာကျဲရောက်ငါ့ကိုတက်ဖို့ကျန်းရောက်ကြီးဟဲ့ငါသွားပြီအဲ့တော့ငါမင်းတို့ဝေးရသွားမယ်ဟာမရိုင်းလားအပေါ်မှာနေမှာအောက်မစင်းတော့လေပေါ်မှာနေမှာကွာလေပေါ်မှာနေတော့အောက်မစင်းတော့ဒီပေါ်မှာနေမှာအောက်မစင်းတော့ဒီပေါ်မှာနေမှာအောက်မစင်းဘူးဒီမှာဒီအိမ်ပေါ်မှာတက်နေပါအောက်မစင်းတော့ဘူး1 K ဆိုရင်တိုင်းပေါင်းပေးမယ်ဗျာ2 K ဆို6လောက်3 K ပေါ်မှာနေတော့အောက်စင်းတော့ရောက်နေတက်တာပေးမရိုင်းလားမသေးသေးဘူးရောက်မင်းလို့မှတ်နေလားမသေးဘူးရောက်မင်းတက်ရှင်ပြောကိုယ်လိုက်မယ်ကျော်ရအောင်တို့ခုပေါ့ခွေးတောင်စားဆောက်ပြန်ပါလားစကားညင်းနေရောက်မင်းညင်းနေမျက်နှာမှာဝက်ချန်လေးပေါင်းနေရရုပ်လားမင်းညင်းနေရောက်ဝက်ချန်မရှိဘူးနော်ငါအသက်30ကျော်တော့ဝက်ချန်မရှိဘူးမင်းတို့ဆက်လက်လည်းမတော့ရဲလည်းမတော့ကျွန်တော်တို့ထိုင်းမှာချိုးမလို့ထားကြောက်ဝဲလို့လားအဲ့ကောင်မချိုးဘူးသိကြတယ်ထိုင်းမှာထပ်ကြမယ်လောက်ကြပါဦးကြပါဦးထပ်ပြကြတော့မယ်ကြပါဦးဘိုင်ပေါလို့ပဲတော့ဆိုတော့ပဲချိုးမယ်ထပ်ပြကြပြီးအောင်သွားပြီးအောင်ထပ်ပြကြတယ်မီကွာဒီပဲကျွန်တော်ကြားလိုက်ရစမြုပ်တယ်မသေးဘူးဖြစ်နေတယ်ဟေးလောက်ကြပါဦးလူစကားပြောနေတယ်ညောင်ကြီးဆောက်ဆိုင်ခွေးတောင်စားပြန်မလားတက်ရှင်ကျော်ရတော့လို့ရပြီကျော်ရဖန်တော့ပိတ်မိတယ်ကကြိုက်တော့အဲ့မျိုးချိန်တော့ငါလာချင်တော်လောက်ချင်ဟာလာနေပြီလမ်းမှာကျတော့ပါပြီလမ်းမှာမီးကွက်ပြီပြန်တော့ပါပြီဟုတ်ဟုတ်တယ်လိုက်တော့ရတယ်ပြန်တော့ပါပြီအပေါ်မှာရမရမင်းတို့ကမမီဘူးရဘယ်ချစ်ကလေးရေအလိုက်ထားရှိတယ်ဗျပြန်တော့ကြောက်မလားအဲ့ဒီကငါခုမှတီးလိုက်ရတယ်ကွာကျွဲကင်းနေတာဟာရှော့သွားပြီကွာဒီတင်နေရတယ်များလိုက်တယ်join တယ်ပါရအောင်ပြုတ်ကြပြီးတေပါဟုတ်ဟေးမင်းကဒါဆိုငါမခါလိုက်ကျူမရတော့မင်းစီလာမယ်ခဏလေးကိုကျန်းကျွန်တော်ကြောက်လို့လေကြောက်အောင်အေးကြောက်ကျွဲလို့ခေါ်တယ်ဂျပန်လို့ခေါ်မင်းမဂျပန်ခေါ်တယ်ဂျပန်လို့ဒီဂျပန်ကတော့နှစ်တက်ပို့နေပြီလားဂျပန်ကတော့ကျွဲရပေတယ်မင်းနှစ်တက်ပို့နေလားဂျပန်ကတော့တော့ပလာကကျွိုင်းနဲ့တော်သူတွေနော်ဒီဘက်ကတော့ကျွိုင်းတွေကိုတော်ရုပ်ဆယ်လေကျွန်တော်လူမသွားဟာနေကြော်သွားတာရောက်ကြီးအားလေးပြောနေတော့မှနားမလဲမလီနေရနဲ့ခေါင်းလာစောက်တာရောငါဘောကနေရနဲ့ခေါင်းလာစောက်တာကွာနားလိုက်တာရောဟုတ်တယ်အဲ့ဒါငါတို့နဲ့ကျွိုင်းကြောက်တာတော့ဖြစ်နေတာကြာဒီရှောက်လေးကလေးမျိုးဖြစ်နေငါအမန်းဟာစောမှာကွာအမန်းအာရမီနာရဲ့ဟျော
ဟာရငါတက်သွားပြီခွေးတောင်စားခွေးတောင်စား လမ်းမှာငါဒါပဲလမ်းမှာတော့